はい皆さんこんにちはゆい日本語学校မှာゆい先生ပါဒီနေ့ကတော့ N2 standard 2500ပေါ့နော် standard 2500ရဲ့ unit 1ကိုစပြီးတော့တူတူလိုက်ပြီးတော့မှတ်ရအောင်နော်ဟဲ့ဒါဆိုရင်တော့ဒီမှာအခန်း1ကကြတော့ဂျီကန်ပေါ့နော်ဂျီကန်နဲ့တူပြီးအချိန်ချောင်းနဲ့ပတ်သက်ပြီးတော့သင်ရမှာအချိန်လေးနာရီလေးနဲ့ပတ်သက်ပြီးသင်ရမှာဖြစ်တယ်ပထမဆုံးစာလုံးကカステがじゃあတစ်ချိန်တုန်းကカステはこの町も栄えていましたအရင်တုန်းကဒီမျိုးကလည်းပဲစီပင်ဖွေ့ဖြိုးခဲ့တယ်ပေါ့နော်ဖွေ့ဖြိုးခဲ့ပါတယ်先ほどကကြတော့ခုနက先ほど荷物が届きましたခုနကပစ္စည်းရောက်လာခဲ့ပါတယ်現在ကတော့ noun ပေါ့နော်ယခုပေါ့過去ကကြတော့အတိတ်未来အနာဂတ်ただいまကကြတော့အခုလေးတင်佐藤はただいま席を外しておりますဖုန်းတွေပါဖြည့်တဲ့အခါမှာလေ佐藤ကအခုထိုင်ကုန်မှာမရှိဘူးပေါ့နော်ထိုင်ကုန်ကနေထွက်သွားပါတယ်CQကကြတော့အမြန်ပေါ့နော်CQお返事くださいの第CQ電話くださいအဲ့တော့အမြန်အကြောင်းပြန်ပေးပါเนาะမြန်လေးဖုန်းပြန်ဆက်ပေးပါပေါ့နော်今のところအခုတော့今のところ予定の変更はないようですအဲ့တော့အခုကတော့အစီအစဉ်ကပြောင်းလဲတာမျိုးမရှိရဲ့ပုံမှာပဲတဲ့今にもအခုချက်ချင်းပေါ့နော်今にも振り出しそう早く帰ろうအခုမိုးတွေရွာချတော့မယ့်ပုံပဲမြန်မြန်အိမ်ပြန်ကြရအောင်時期にရတော့မကြခင်မှာまだ降ってるね時期に止むでしょအခုဒီまだ降ってるねအခုဒီရွာနေသေးရဲ့မကြခင်မှာတိတ်လိုက်မယ်နော်မိုးမကြခင်မှာမိုးတိတ်လိုက်မယ်ပေါ့いよいよကနောက်ဆုံးမှာတော့いよいよ明日で卒業ですねအဲ့တော့နောက်ဆုံးမှာတော့ဒါမနေ့ကဆိုရင်ပွဲယူရတော့မှာပဲနော်တဲ့チカゴロအခုတလို့チカゴロの若者はそんなことも知らないのかအခုတလို့လူငယ်တွေကအဲ့လိုကိစ္စတွေကိုတော့မသိကြတော့ဘူးလားနော်チカတော့နှစ်ခါပေါ့နော်ချီမှာကြတော့အနောက်ကချီမှာကြတော့တန်တန်လေးထည့်မယ်チカမကြခင်ဆိုတဲ့အဓိပ္ပာယ်これのチョコレート味が近々発売されるそうですနော်ဒီချောကလက်ရတာကတဲ့နော်မကြခင်မှာရောင်းတော့မှာပေါ့နော်မကြခင်မှာထုတ်ရောင်းတော့မယ်လို့ကြားတယ်やがてရဲ့ဒီပေးရလဲမကြခင်မှာပဲ薬を飲んで寝ていればやがて熱も下がるでしょဆေးတောက်ပြီးအိတ်လိုက်မယ်ဆိုရင်ပေါ့နော်မကြခင်မှာအဖျားလဲကျသွားလောက်တယ်いずれကကြတော့အချိန်တန်ရင်真実はいずれ明らかになるだろう真実はအမှန်တရားကいずれတနေ့နေ့ချင်းမှာ明らかになるだろうအချိန်တန်ရင်သူကပေါ်လာလိမ့်မယ်ပေါ့နော်အမှန်တရားဆိုတာအချိန်တန်ရင်ပေါ်လာလိမ့်မယ်そのうちにတနေ့နေ့မှာそのうちまた会いましょういつまでもအမြဲတမ်းဘယ်တော့မှအဲ့တော့日本での生活はいつまでも忘れませんဂျပန်မှာနေထိုင်ခဲ့ရတာကိုဘယ်တော့ခါမှမမေ့ဘူးပေါ့နော် AQ ကကြတော့ထာဝရပြီးတော့美しさは AQ に変わらないでほしいဒီနေရာရဲ့ပင်လယ်ပေါ့နော်ဒီပင်လယ်ရဲ့美しさဆိုတာလှပမှုကို AQ ဆိုတာကထာဝရ変わらないでほしい変わらないဆိုမပြောင်းလဲဘူးเนาะမပြောင်းလဲစေချင်ဘူးဒီပင်လယ်ရဲ့လှပတွေကိုထာဝရမပြောင်းလဲစေချင်ဘူးရှိခိကတော့ဒီမှာ400ဒီလीเนาะ400ဒီရှိခိの変化を楽しめるのがここの魅力ですအဲ့တော့400ဒီလုံးရဲ့အပြောင်းလဲကိုเนาะခံစားလို့ရနိုင်တာကဒီနေရာရဲ့ဆွဲဆောင်မှုပဲဖြစ်တယ်စခိဟီကလာလေနော်ဟီကကြတော့ရက်လာတော့ရက်တို့ပြောတာပါနန်ကေစဒါမှမဟုတ်ရင်တိုရှိစခိခွန်ယော်မီနဲ့သုံးထားတယ်ဝွန်ယော်မီနဲ့သုံးထားတယ်နှစ်မျိုးသုံးလို့ရတယ်သူကနှစ်တေလာတွေကိုသုံးချင်တာဖြစ်တယ်ဟွန်ဂျစ်ကတော့ဒီနေ့ပေါ့နော်နောက်တစ်ခါကျတော့ဖူရှိမေရကြတော့အလှည့်ပြောင်း人生の節目を迎えるအဲ့တော့人生の節目ဆိုရင်တော့ဒါဘဝရဲ့လူဘဝရဲ့အလှည့်ပြောင်းပေါ့နော်節目を迎えるလို့ပြောရင်အလှည့်ပြောင်းတစ်ခုကိုရောက်ရှိရဲဆိုတဲ့အဓိပ္ပာယ်挨拶ကတော့ဒီမှာပါနော် no concept ဒါ挨拶区切りအပိုင်းခြား区切り前のကကြတော့မတိုင်ခင်前の日は早めに寝た方がいいよအဲ့တော့အဲ့ဒီနေ့မတိုင်ခင်မနော်ဟီကကြတော့နေ့အဲ့ဒီနေ့မတိုင်ခင်မှာစောစောအိတ်တာကကောင်းနေန
နောက်တစ်ခုကကြတော့ဇန်နာနီအဲ့တော့ဇန်နဲ့တွဲသုံးတဲ့ဟာမျိုးဇန်ကြီးစွတ်တို့နော်ဇန်ကြီးစွတ်တို့နောက်တစ်ခုကဇန်နန်တို့ဇန်ကိုင်းတို့မျိုးတိုဝတ်ကီဝါနိုင်တဲ့အဲ့လိုမျိုးကြီးတော့မပြောပါဘူးတဲ့ဇန်ရဲ့အဓိပ္ပာယ်ကကြတော့သူကအဲ့လိုဇန်ကြီးစွတ်တို့ဇန်နန်တို့ဇန်ကိုင်းတို့အဲ့လိုတွေသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဇန်ရှူတို့ဇန်ကေဆူတို့ဆိုပြီးတော့လေသုံးလို့မရဘူးအရှိရလိုမျိုးပဲသုံးလို့ရမယ်ဇန်ကြီးဆူအဲ့တော့အဲ့နေ့မတိုင်ခင်ရက်ပေါ့နော်ဇန်နန်ပြီးရတဲ့နှစ်ပြီးတော့ဇန်ကိုင်ပြီးရတဲ့အချိန်အဲ့လိုလေးသုံးလို့ရတယ်ဇန်ရှူတို့ဇန်ကေဆူတို့ဆိုပြီးတော့လေသုံးလို့မရဘူးပေါ့နော်သူကပြောတယ်နောက်တစ်ခါကျတော့တလုံးကကြတော့နာနီနာနီမတ်ကကြတော့အကုံဆိုတဲ့အဓိပ္ပာယ်နာနီနာနီကုံဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခွန်ကေစမတ်အဲ့ဆိုဒီလာကုံရိုက်ရှိမတ်ဒီလာမဲ့ပတ်ကုံပေါ့နော်နောက်ပတ်ကုံနမ်းမတ်နှစ်ကုံအဲ့လိုမျိုးအဆုံးသက်ဒီမှာသုံးတာများတယ်နောက်တလုံးကကြတော့နကပကကြတော့အဲ့လိုအလေဆိုတဲ့အဓိပ္ပာယ်ပေါ့နော် right shoe နကပအဲ့ right shoe ဆိုလာမဲ့ပတ်လေ gogas နကပအဲ့တော့9လပိုင်းအလေမေလလေပေါ့နော်အဲ့လိုသုံးလို့ရတယ်စကီရကြော်လွန်နေဆိုတဲ့အဓိပ္ပာယ်ခိုင်းရီကစစ်ချီစကီနီနာလို့တော့မဟုတ်နော်ပြန်มาကတော့9နာရီကြော်ဖြစ်လိုက်မယ်လို့ထင်ပါတယ်အဲ့လိုကြော်အစုံးလေးပေါ့နော်အဲ့လိုပြောချင်တာနော်ချီနီနောက်တော့မှ後にその良さが認められ広く使われるようになったအဲ့တော့နောက်တော့မှအဲ့ဒီကောင်းချက်တွေကဒီမိတိုးမေတာတွေဆိုအတိမတ်ပြုခံရပြီးတော့ကြကြပြက်ပြက်အသုံးပြုလာကြပါတယ်တဲ့ချုပ်ကုကကကြတော့ပြီးနောက်ချက်ချင်း帰国した直後にその知らせを聞きましたအဲ့တော့နိုင်ငံကိုပြန်ရောက်ပြီးနောက်ချက်ချင်းเนาะကွက်လက်ပြီးနောက်ချက်ချင်းဆိုတော့နိုင်ငံကိုပြန်ရောက်ပြီးနောက်ချက်ချင်းအဲ့ဒီအတိပေးချက်ပေါ့เนาะအဲ့လိုအတိပေးချက်ကိုကြားခဲ့ရပါတယ်egoကကြတော့နောက်ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะもし訳ありませんでしたego気をつけますတောင်းပန်ပါတယ်ပေါ့เนาะနောက်ဒီမှာတတိထားပါမယ်ဆိုတဲ့အဓိပ္ပာယ်ပါ当日ထိုနေ့ပေါ့เนาะ当日တိုးကြီးရကြတော့ထိုအချိန်ပေါ့နော်အဲ့ဒီအချိန်အိုရီရကြတော့အချိန်အခါဆိုတဲ့အဓိပ္ပာယ်ပါအိုရီ chance ဒါတော့ဒီမှာပေါ့နော်အခွင့်အရေးခိကကေရကြတော့အကြောင်းရင်းခိကကေ友達に勧められて聞いたのがきっかけで彼らのファンになりましたเนาะတငယ်ချင်းကကို recommend ပေးတဲ့အတွက်ကြောင့်ကွာနားထောင်လိုက်တယ်ပေါ့နော်နားထောင်ခဲ့ရတဲ့အကြောင်းကြောင့်သူတို့တွေရဲ့ fan ဖြစ်လာခဲ့ပါတယ်ရှူကန်ကကြတော့အခိုက်အတန့်ပေါ့နော်車がぶつかった瞬間を見たနော်ကားချင်းပေါ့နော်ကားနဲ့ကားချင်းတိုက်တဲ့အဲ့ဒီအချိန်အဲ့ဒီလျှက်တစ်ဖြက်အချိန်ကိုသူကမြင်ခဲ့ရပါတယ်တဲ့40လုံးကကျတော့စိုင်းချူကနေတုံးမှာပေါ့နော်စီကနော်စိုင်းချူညတဲတန်ကအိုခိတာနော်ဆောင်းဝဲဖြေနေတုံးမှာမီးပြတ်သွားတယ်တဲတန်ဆိုတာမီးပြတ်သွားတယ်နော်မီးပြတ်သွားပါတယ် reki ပေါ့နော် sorry say reki critical grip ပါနန်တိုင်းကကျတော့ခေတ်ကာလနော်ခေတ်ကာလဂန်ရှိကကြတော့မူလဆိုတဲ့အဓိပ္ပာယ်ပါခင်တိုင်းခေတ်တဲ့ပါခင်တိုင်းの日本文学を研究していますအဲ့တော့ခေတ်တဲ့ဂျပန်ယဉ်ကျေးမှုကိုသူတည်တနာလုပ်နေပါတယ်နီချီဂျီကနေဆွဲတို့အချိန်တို့ပေါ့နော်ဒါအရင်တည်းကဒီစာလုံးနဲ့သင်ပူပါတယ်နီချူနေပိုင်းကိုပြောချင်တာနီချူは暖かいですか夜は寒くなるでしょနေပိုင်းမှာတော့ဒါပူတယ်ပေါ့နော်နွေးတယ်ပူနွေးနေပေမဲ့ညပိုင်းကြလို့ရှိရင်အေးလာလိုက်တယ်အေးတယ်ပေါ့နော်ရှူဂျစ်တနေ့တာလုံးရှူဂျစ်လို့ခေါ်တယ်အရှိအဒီ ovarimas ခန်းကြီးနဲ့အနောက်ကနေခိုင်းနဲ့ပေါင်းတာနော်ရှူဂျစ်တနေ့လုံးတန်နိုင်ဝရှူဂျစ်ခင်အန်ဒေးစ်အတွင်းမှာတော့တတိရှူဂျစ်ပေါ့တနေ့လုံးသူခင်အန်ပေါ့နော်ဆလိတ်မတောက်ရအောင်ဆိုပြီးတော့ဒါတားမြင်ထားရှိရဲ့နှစ်ခေါက်ပါနေရနော်ရှူဂျစ်ဟုတ်ပြီနောက်တစ်ခါကျဟီရူမာကကြတော့နေ့လယ်ပိုင်းဟီရူမာは働いて夜学校に行っていますနေ့လယ်ပိုင်းကတော့အလုပ်လုပ်ပြီးတော့ညပိုင်းမှာတော့ကျောင်းသွားပါတယ်ရကန်ကကြတော့ညပိုင်းเนาะနေ့လယ်ပိုင်းကိုဟီရူမာညပိုင်းကိုကြတော့ရကန်ပါရှင်းရဒီညတကောင်ရန်နေကိုပြောတာเนาะယောကာအကေရအာယုံတက်ဒီယောကာအကေရယောအကေဆိုရင်ဒါအာယုံတက်ချိန်ကိုပြောတာအကေကတာအာယုံဦးเนาะအကေကတာဂန်ဂျစ်
ကန်ဂျီစ်ဆိုတာကအောက်မှာသူထပ်ပြောပြထားရှိရဲတလာပိုင်းတရက်နေ့ကိုကန်ဂျီစ်လို့ခေါ်တယ်နော်ကန်ဂျီစ်ကဒါနှစ်ဆန်းတရက်နေ့ကိုပြောတာပါရှုကုဂျစ်ဒါကအများပြည်သူရုံးပိတ်ရဲ့ရှုကုဂျစ်ဒါတွေကအရင် level မှာတွေကစက်ထားတဲ့စာလုံးတွေပဲနော်သူကဂျောဂျွန်တို့နော်ရှော့ဂျွန်တို့ဂျောဂျွန်တို့ဒါတွေကလာဆန်းပိုင်းတွေကိုပြောတာဖြစ်တယ်ချူးဂျွန်ကကျတော့လာလေပိုင်းတွေနော်ဂဲဂျွန်ကကျတော့လာကုံပိုင်းကိုပြောတာပေါ့ခုတဲ့ကကြတော့ကုံပိုင်းမိုင်းတို့စီခုတဲ့နီဂျစ်ကနီခိုင်ဒီမှာနှစ်တိုင်းအဲ့လိုနှစ်ကုံပိုင်းဒီမှာပေါ့နော်အဲ့တော့နှစ်ကုံပိုင်းဒီမှာတုံးတာတော့နှစ်ကုံပိုင်းမှာတဲ့ဒါကိုယ့်ရဲ့အိမ်ကိုမိဘအိမ်ပေါ့နော်ပြောမယ်ဆိုမိဘအိမ်ကိုပြန်ပါတယ်တဲ့နန်ဂျူတစ်နှစ်လုံးကိုတို့ကအမြဲတမ်းဟီကိုတို့တော့အိုရေနီစကူဂျီဒေမိုအိုကိုရာဆေတေကဒါဆိုင်အဲ့တော့အမြဲတမ်းသူက order နီပေါ့နော်ကျေးဇူးတင်တဲ့အတွက်ဒါထမင်းဖြစ်လိုက်ပြီးတော့ကျွေးပြရစီအခမ်းပြရစီ food တန်းကတော့ဒီပါမှာပုံမှန်အားဖြင့်တာမန်အားဖြင့် range ကတော့ခိတ္တအရာကြီးပါ ancho ဆိုတာတိုးချဲ့ထားတယ်ပေါ့နော်ကိုက်ကြီးကိုအကြီးကြီးကန် ancho することにしたအစည်းအဝေးကိုတနာရီထပ်ပြီးတော့ချဲ့ထားတယ်ပေါ့နော်တနာရီထပ်ပြီးတော့တိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်တိုးချဲ့တယ်တိုးတယ်ဆိုပြီးတော့မှတ်လို့ရတယ် nando ဘဏ္ဍာရေးနှစ်ပါ nando ကဲဒါလေးကတော့အခန်း1ပါ69လုံးရှိပါတယ်နော်